အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ KIB အိုတန်းရဲ့အတန်းရှောင်းကြီးပြောပြမလို့ပေါ့နော်ဟိုနိုင်30နိုင်90စသည်ဖြစ်မှာပေါ့နော်တန်းတက်ပြီးရသူတွေဆောင်းဝဲဖြစ်ဖို့အတွက်ရှောက်တဲ့တန်းမှာကျွန်တော်တို့ဟိုစာတန်းကယ်ရောအိုတန်းကယ်ရောရှောက်ဖို့ရှောင်းနေချင်းတူတူပဲပေါ့နော်ကျွန်တော်ဒီနေ့ကတော့အိုတန်းကယ်နဲ့ဘယ်လိုရှောက်အောင်လဲဆိုတော့ပြပြပေးမှာပါကျွန်တော်ပထမဆုံး Google ကိုသွားမယ်ပြီးရင် socinet.go.kr ကိုသွားမယ်ပေါ့နော်ပြီးရင်ကျွန်တော် login လုပ်မယ်လူကြီးမင်းရဲ့ ID နဲ့ password နဲ့ login လုပ်ပေါ့နော် password ပြောင်းမှလားမပြောင်းလည်းကိစ္စမရှိဘူးပြီးကျွန်တော်တို့အတန်းချမှုဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်းနဲ့ဒုံကြီးဟာမီတာရှင်းချောင်းအဲ့ဒါဆိုလို့ဆိုရင်သူနောက်ဆက်ရောက်သွားရပေါ့နော်နောက်ဆုံးမှာ ID နဲ့ password ဖြည့်မယ်ပြီးရင်အောက်ကကဏ္ဍ6လုံးဖြည့်မယ်ကျွန်တော်တို့အတန်းမှာကြာလျှောက်တယ်ဆိုလို့ဆိုရင်ဒီမှာပဲလာလျှောက်ရတာပေါ့နော်သူက site က2ခုရှိတာကိုကနောက် site ပေါ့နော်အဲ့ဒါဆိုလို့ဆိုရင်သူတို့ဒီ CP နဲ့ပတ်သက်တဲ့ channel တွေကြာလာရပေါ့နော်အကောင့်လေးတွေဖတ်ကြည့်ခြင်းလည်းဖတ်ကြည့်လို့ရပါတယ်ကျွန်တော်ဒီမှာဆိုလို့ဆိုရင်ဂျုံကဖြောင်းကကြကျွန်တော်တို့ O တန်းကလေးအကောင့်ဒီမှာဆိုလို့ဆိုရင်ရှိတယ် job su haki ပေါ့နော်အကောင့်လေးနှိပ်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာထပ်မိရပေါ့နော်ကျွန်တော်တို့ဂျုံကဖြောင်းကရောင်းကျူရယ်ဂျုံကဖြောင်းကကွီဟာရယ်ဆိုပြီးနှစ်ခုရှိရပေါ့နော်ဒီကောင်တော့နိုင်90တန်းမှာဒီကောင်တော့နိုင်30ပေါ့နော်ကျွန်တော်နိုင်ငံသားခိုင်ဖို့ဒီအခြေအနေရှိရဆိုလို့ဆိုရင်တော့ကျွန်တော်ဒီကွီဟာလေးပဲအောင်ဖြစ်ရမယ်ပေါ့နော်အကယ်၍ကိုကနိုင်ငံသားခိုင်ဖို့အခြေအနေမရှိဘူးဆိုလို့ဆိုရင်ကျွန်တော်ရောင်းကျူပဲအကောင့်ပဲအောင်ဖြစ်လို့ရပြီပေါ့နော်ကျွန်တော်ဒီကောင်နေပြီးကျွန်တော်ဒီဘက်ကအမှားပြီးရင်ဒီဘက်ကဒါလေးနှိပ်မယ်ပြီးရင်တောင်းတန်းကျသွားမယ်ဒါဆိုရင်သူကဒီမှာရောင်းကျူမှာဖောင်တင်မှာဟုတ်လာလို့မေးရပေါ့နော်ကျွန်တော်တို့ working နေလိုက်မယ်ပြီးကျွန်တော်တို့ဒီမှာဖြည့်မရပေါ့နော်နှစ်လပိုင်း28နှစ်ဖြည့်မှာပြီးကျွန်တော်ဒီဘက်မှာ2026 echa ကျောင်းကဖြောင်းကပြီးရင်ကျွန်တော်တို့ဒီမှာဆိုလို့ဆိုရင်ကြာလာပြီပေါ့နော်ဆိုးတို့ဘူဆန်းတို့အင်ချွန်းတို့စူဝမ်ဂျဲဂျူတို့ဒီတစ်ခါဖြည့်ရသူတိတ်မရှိရတဲ့အတွက်ပေါ့နော်သူတို့နည်းနည်းဖောင်တင်တဲ့နေရာလေးတွေအများကြီးကြံသေးရပေါ့လေပြီးရင် level 5ဖြစ်နေလဲပါလာပေါ့နော်ကျွန်တော်တို့စာတန်းကယ်တို့ဘာလို့ဆိုရင်တော့အကောင့်ဆိုရင်တော့နေရာတိတ်မရှိတော့ဘူးချက်ချင်းပြေသွားအများကြီးပေါ့နော်အခုကတော့အများကြီးကြံပါသေးရဲ့ကျွန်တော်စိုးနေလိုက်မယ်ပြီးကျွန်တော်တို့ PPT ကျောင်းကဖြောင်းကဖြစ်မဲ့က2လပိုင်း28ရက်ကျွန်တော်တနင်္လာလေးပြီးတော့သူတို့9နာရီထိလို့ပြောထားရပေါ့နော်ဒါပေမဲ့ဟိုနှုတ်ဖြေမှာဆော့ပြီးရဆိုဆော့ပြီးပါတယ်နေရာကတော့ကျွန်တော်ဒီဆိုးမှာပေါ့နော်တက္ကသိုလ်ကဒီမှာကျွန်တော်တို့မီလက်တဲ့ဟက်ကီယိုမှာပေါ့နော်ကျွန်တော်တို့ဒီမှာဖောင်ကြီး3800ပေးရမယ်ပေါ့နော်ဒါလေးအမှန်ချင်းနေပြင်ကြောက်ကြီးဟာကြီးလိုက်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာတို့ဒီကောင်းလေးအမှန်ချင်းအကုန်ပေးပြင်တာအောင်ကိုသွားဒီမှာဗန်ရွေးမယ်ပေါ့နော်ကျွန်တော်တို့ဟနာဒါကိုကြတဲ့ဗန်ရွေးလို့ရရင်เนาะဆင်းရဲဗန်ရွေးဒါကျွန်တော်တို့ကဒီကောင်းကျတော့ဟျောင်းကိုရောင်းစုကျုံလေအကောင်လေးထည့်ပေးရကောင်းပါတယ်ဘာကြောင့်ချက်လို့ဆိုရင်ဒီကောင်လေးကဟျောင်းစုကျုံလွတ်ထားလို့ဆိုရင်ကျွန်တော်ဝင်ပြန်ရရပေါ့နော်ဒါအောင်ကိုသွားမယ်ကျွန်တော်တို့အခုလိုပေါ်လာဆိုကျွန်တော်ဒီနေ့မှာ email ဖြည့်လိုက်ရရပေါ့နော်မဖြည့်လိုက်ကိစ္စမရှိဘူးပြီးရင်ကြောက်ကျဲနှိပ်အဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့ပို့ပေးရမယ်ဘဏ်ကောက်ကြလာပြီပေါ့နော်အဲ့ဘဏ်မကောက်တဲ့ကိုဖြည့်ပြီးပတ်သက်3000တောင်စောင်းဝကြီး3000တောင်ဖြည့်ပေါ့နော်အဲ့ဒါဆိုရင်ရပါပြီကျွန်တော်တို့စားတန်းကဲတန်းချောင်းနီးရောဦးတန်းကဲတန်းချောင်းနီးရောတူတူပါပဲအားလုံးပဲသိမိကြပါစေဒီဗီဒီယိုလေးကလူချင်းမျိုးတို့အကျိုးရှိရဆိုလို့ဆိုရင် subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်